ကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်တင့်မှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်။ဒီနေ့မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရထိုင်းနိုင်ငံကုန်းလုံးပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိသောလေပြင်းအားနှင့်ဆဲသည်အနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးအားလျော်သွားခဲ့ပြီးဖြစ်ပါသည်။စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်တိမ်တင့်ဖြစ်ထွန်းပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့တွင်နေရာကွက်ကြားချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိတ်မိုးထစ်ချုံရွာမည်ရွာရန်ရွာနှုံးပြဖြစ်ပါသည်တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတိရွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမကဲဝန်းတစ်လျှောက်နှင့်ကမ်းလွန်ပြင်လယ်ပြင်တို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်မှလှိုင်းကြည့်နိုင်ပါသည်မိုးတက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေသည်တနအီလျင်25မိုင်မှမိုင်30ထိတိုက်ခိုက်နိုင်ပါသည်လှိုင်းမြင့်မှာမြမကဲဝန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်မှနေရာနှံပြမိုးထစ်ချုံရွာမည်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်နေရာကွက်ကြားမိုးထစ်ချုံရွာမည်ရွာရန်ရာနှုန်း80ဖြစ်ပါသည်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်